Second ပိုင်းအတွင်းမှာပဲ trade ပေါင်းရှာနဲ့ချီလုပ်တဲ့သူတွေရှိတယ်ဆိုတာသိကြပါသလားဒီလို trading နည်းကို high frequency crypto trading ဒါမှမဟုတ် HFT လို့ခေါ်ပါတယ်ဆက်မသွားခင်မှာ like and share လေးလုပ်ဖို့တောင်းဆိုချင်ပါတယ် high frequency trading မှာလျင်မြန်မှုကအဓိကကျပါတယ်ဒီနည်းလမ်းမှာ traders တွေကအရန်ကိုရှုပ်ထွေးပြီးတော့အားကောင်းတဲ့ computer algorithm တွေကိုသုံးပြီးအိတ်ချင်းတွေကြားကဈေးနှုန်းနည်းနည်းလေးကွာဟချက်ကိုရှာဖွေပြီးတော့အဝယ်အယောင်းချက်ချင်းလုပ်ကြပါတယ်ဒီ trader တွေကစက္ကန့်ပိုင်းအတွင်းမှာပဲရောင်းလိုက်ဝယ်လိုက်လုပ်ကြပါတယ် Binance ပေါ်မှာ Bitcoin ဈေးနှုန်းကဒေါ်လာ4000ရှိတယ်လို့ဆိုကြပါစို့ Coinbase မှာတော့ဒေါ်လာ4010ပဲရှိပါတယ် High frequency trading algorithm ဟာဈေးချိုတဲ့အိတ်ချင်းမှာဝယ်ပြီးတော့မှဈေးနည်းနည်းပိုရတဲ့နေရာမှာရောင်းချပေးပြီးအမျက်ယူတာကိုလုပ်ပေးနိုင်ပါတယ်တာမန် trading နဲ့မတူတာကတော့ high frequency trading ကအမျက်များများဆိုတာထက် trade ဘယ်နှကြိမ်လုပ်နိုင်တယ်လဲဆိုတာကိုပဲအာရုံစိုက်ပါတယ်တခါ trade တိုင်းမှာအမျက်ကနည်းနည်းလေးဆိုပေမဲ့လို့အကြိမ်ရေများလာရင်အမျက်ကလည်းများလာပါတယ်ဒါပေမဲ့ဒီ trading နည်းလမ်းကိုလူတိုင်းမလုပ်နိုင်ပါဘူးအကောင်းစားကွန်ပျူတာတွေလိုပါတယ်အရန်ကိုမြန်တဲ့ internet လိုပါတယ်ပြီးတော့ crypto ဈေးကွက်ကိုတာမန် trader တွေထက်ပိုပြီးတော့မှနားလည်ဖို့လိုအပ်ပါတယ်လျင်မြန်စွာသွားနေတဲ့ crypto ဈေးကွက်ဟာစက္ကန့်ပိုင်းဆိုတာတချို့လူတွေအတွက်တော့ဒေါ်လာတန်းချီရနိုင်တဲ့အချိန်ဖြစ်ပါတယ်ဒါကြောင့် high frequency trading မှာလျင်မြန်မှုဆိုတာအားသာချက်တစ်ခုလည်းမဟုတ်ပါဘူး survival လည်းဖြစ်ပါတယ်